စာရွက်တွေပေါ်မှာစစ်သားတန်းရှိတဲ့ကမ္ဘာအင်အားကြီးစစ်တပ်တစ်ခုဟာဂျပန်အတွင်းမှာဘာကြောင့်ဖျို့ပြက်ပြိုလဲသွားရတာလဲအီရန်ရဲ့အခိုင်အမာဆုံးမြေအောက်ဘန်ကာတီတဲ့ကို S3 နဲ့အမေရိကန်တို့ရဲ့ဒုံးကျည်တွေဘယ်လိုမျိုးထိုးပေါက်ဝင်ရောက်သွားခဲ့တာလဲအခုဆိုရင်အီရန်ဗိုလ်ချုပ်တွေဟာသူတို့ရဲ့စစ်သားတွေကိုဆွတ်မြစ်ပြီးကြွက်တွေလိုဘာကြောင့်ပေါအောင်နေကြရတာလဲဒီကနေ့ဇော်လေးဘာမီနျူအထူးကဏ္ဍမှာတော့ကမ္ဘာအရှေ့လေပိုင်းမြေပုံကိုတသက်စာပြောင်းလဲစေမယ်အီရန်စစ်တပ်ရဲ့ညီကုန်းအကြောင်းကိုအသေးစိတ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဖေဖော်ဝါရီလ28ရက်နေ့ညသကောင်ရံမှာအီရန်နိုင်ငံရဲ့ကောင်းကင်ယံမှာညီကုန်းလုံးကြီးတွေနဲ့ပြည့်နေသွားခဲ့ပါတယ်ဒါဟာရိုးရိုးလေကြောင်းတိုက်ခိုက်မှုမဟုတ်ပါဘူးအီရန်စစ်တပ်ရဲ့အုံနောက်လို့ခေါ်တဲ့အမိန့်ပေးစနစ်ကိုအမြင့်ပြတ်ချိန်မုံဖို့ကြိုတင်စီမံထားတဲ့စစ်စင်ရေးကြီးတစ်ခုပါဒီတဲ့ဟာဘာကြောင့်အရေးကြီးတာလဲဆိုရင်အီရန်ရဲ့ခုခံစစ်စနစ်တစ်ခုလုံးစက္ကန့်ပိုင်းအတွင်းမှာပဲလေထဲကိုလွတ်သွားလို့ပဲဖြစ်ပါတယ်စစ်စင်ရေးရဲ့ပထမဆုံး82နာရီအတွင်းမှာအစ္စရေးကအီရန်စစ်တပ်ရဲ့ထိပ်သီးပိုင်းကိုအရင်ဆုံးရှင်းထုတ်လိုက်ပါတယ်ကာကွယ်ဝင်ကြီးအာဇစ်နစီယန်နဲ့အိုင်ယာဂျီစီတပ်မှုမူဂါမတ်ဘတ်ကဘူအပါဝင်ဗိုလ်ချုပ်ကြီး90ကျော်ဟာတပြိုင်နက်တည်းအသက်ခံလိုက်ရပါတယ်စစ်တပ်တစ်ခုမှခေါင်းဆောင်မရှိရင်လျှာတန်းရှိလဲဘာမှလုပ်လို့မရတော့ပါဘူးခေါင်းဆောင်ပိုင်းနဲ့အသက်ခံရပြီးနောက်မှာတော့အောက်ခြေစစ်သားတွေဟာဘာလို့ရမှမသိပဲရောင်းချဖြစ်ကုန်ကြပါတယ်တမှုတွေကသူတို့ရဲ့စစ်သားတွေကိုငါတို့တော့သေပြီဆိုပြီးစွန့်ပစ်ခါအရက်သားတွေကြားထဲထွက်ပြေးပုံအောင်နေကြပါတယ်ဒါနှစ်ပေါင်း40ကြာတိဆောက်ခဲ့တဲ့အီရန်စစ်တပ်ရဲ့စီကံတွေကိုခဏချင်းပြိုလဲသွားတဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအမေရိကန်သမ္မတထရန့်ဟာစေးရဲ့ရတဲ့မကားပဲစိတ်ထဲရဲ့ရပါတိုက်ခိုက်လိုက်ပါတယ်အီရန်စစ်သားတွေရဲ့လက်ကင်ဖုံးနေတဲ့ကိုအသက်ရှင်ရင်လက်နဲ့ချပါဆိုတဲ့မက်ဆေ့တွေရောက်လာခဲ့ပါတယ်ဒီနီးဗျူဟာဘာကြောင့်လို့ဖြစ်တာလဲဆိုရင်စစ်သားတွေဟာသူတို့ခေါင်းဆောင်တွေထွက်ပြေးနေတာကိုမျက်မြင်တွေ့နေရလို့ပဲဖြစ်ပါတယ်အီရန်ဗိုလ်ချုပ်တွေဟာသူတို့အသက်ကိုလူဖို့အတွက်ဂါစပင်မြို့ကမာတာဘရိုင်းအားကစားကွင်းကြီးထဲမှာပုံအောင်နေကြပါတယ်ဒါတွေမကပဲစာသင်ကျောင်းတွေနဲ့တက္ကသိုလ်တွေပါစစ်စခန်းအဖြစ်အသုံးချလာကြပါတယ်မိဘပြည်သူတွေကိုလူသားတိုင်းအဖြစ်သုံးနေတဲ့စစ်တပ်ဟာစစ်သားပြည်သားပါရဲ့လားပြည်သူကြီးတို့ရောဘယ်လိုထင်မြင်မိပါသလဲမလ6ရက်နေ့မှာတော့အစ္စရေးရဲ့ F-35 တိုက်လေ50ကအီရန်ခေါင်းဆောင်ခါမီနီရဲ့အခိုင်အမာဆုံးမြေအောက်ဘန်ကာကိုဖျက်ဆီးလိုက်ပါတယ်ခင်မီဒုံးကျည်တရားကျော်ကအီရန်ရဲ့ National လက်ဝက်ချက်တွေကိုဖော်ထုတ်ဖျက်ဆီးလိုက်တာပါဒါအီရန်ရဲ့စေးခုံးသိက္ခာကိုမြေမြုပ်သချိုလိုက်တာပဲဖြစ်ပါတယ်စစ်ပွဲစားတာနဲ့အီရန်နိုင်ငံတဝန်းလုံးမှာအီလက်ထရောနစ်စစ်သေးကြောင်ဆက်သွယ်ရေးလိုင်းတွေအကုန်ပြတ်တော့သွားခဲ့ပါတယ်စစ်သားတွေဟာအချင်းချင်းတောင်ဆက်သွယ်လို့မရတော့ပါဘူးအမိန့်ပေးစနစ်လုံးဝရဆိုင်သွားတာကြောင့်အီရန်စစ်တပ်ဟာမျက်စိကန်းနေတဲ့ဘလူးကြီးတစ်ကောင်လိုဖြစ်သွားခဲ့ရပါတယ်အီရန်ရဲ့အထူးကလက်ပါစီဖြစ်တဲ့လက်ဘနွန်ကဟီဘိုလာတွေဟာလည်းအခုဆိုရင်လမ်းပြောင်နေကြပါပြီသူတို့ကငွေကြီးနဲ့လက်နဲ့ထောက်ပံ့ပေးနေတဲ့အီရန်ယာရှိကြီးတွေဟာဘေရစ်မြို့ကနေကြောက်လန့်တကြားထွက်ပြေးနေကြပါတယ်အရှင်တကယ်မရှိတော့တဲ့ခွေးအုပ်လိုဟစ်ဘိုလာတွေဟာအခုဆိုရင်ဖေအိုပြဲဖြစ်နေကြပါပြီရီမင်ကဟူသီတဘုံတွေဟာလည်းအီရန်စစ်တပ်ကြီးတိလောက်လွယ်လွယ်နဲ့ပြိုလဲသွားလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးအစ္စရေးနဲ့အမေရိကန်အင်အားကြီးကိုမြင်လဲရတဲ့အခါမှာတော့သူတို့ဟာနောက်ထပ်ပြစ်မှတ်ဖြစ်လာမှာကိုကြောက်ပြီးခေါင်းမပေါ်ရဲတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်အီရန်ရဲ့ပြိုလဲမှုဟာဆော်ဒီအာရေဗီးယားနဲ့ UAE တို့အတွက်တော့တပ်ပြင်းချစရာဖြစ်လာပါတယ်ဆယ်စုနှစ်ပေါင်းများစွာချင်းချောက်ခံခဲ့ရတဲ့အီရန်ရဲ့နျူကလ িয়ার ချင်းရောက်မှုတွေဟာဂျပန်အတွင်းမှာပဲအခုအငွေတွေဖြစ်သွားခဲ့ပါပြီဒါကမ္ဘာအရင်နံဈေးကွက်ကိုပါရိုက်ခိုက်စေမဲ့သတင်းထူးကြီးပါအွန်လိုင်းပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ခုမှာအီရန်စစ်သားတဦးကကျွန်တော်တို့ကိုတက်မှုတွေကပြစ်ထားခဲ့ပြီးကျွန်တော်တို့ဗိုက်စာနေပြီးဒီစစ်ဘက်ကဘာအတွက်လဲဆိုပြီးမေးခွန်းထုတ်နေကြပါတယ်ဒါအီရန်စစ်တပ်အတွင်းမှာစိတ်တက်တွေဘလောက်ထိပျက်စီးနေပြီလဲဆိုတာကိုပြသနေတဲ့တက်တွေတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအီရန်ရဲ့အထက်တန်းလာစစ်တပ်ဖြစ်တဲ့အိုင်ယာဂျီစီဟာအရင်ကတော့အရန်ကြောက်စရာကောင်းခဲ့ပါတယ်ဒါပေမဲ့အခုတော့သူတို့ထောက်လိုင်းဌာနတွေဟာအချင်းချင်းသစ္စာဖောက်ကုန်ကြပါပြီအစ္စရေးမော့ဆက်ကသူတို့ရဲ့အတွင်းစီးတဲ့အတွေ့ဘလို့ထိုးပေါက်သွားတာလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်အီရန်မှာရှိတာက1990ခုနှစ်ကလေယာဉ်ဟောင်းတွေပါအစ္စရေးနဲ့အမေရိကန်မှာရှိတာကတော့ရေတံမှာမမြင်နိုင်တဲ့ပစ္စမမျိုးဆက်တိုက်လေတွေပဲဖြစ်ပါတယ်ဒါတနက်ကိုကင်ထားတဲ့လူတစ်ယောက်နဲ့လေးနဲ့မြကင်ဆောင်ထားတဲ့လူတစ်ယောက်တိုက်ပွဲဖြစ်တယ်လို့အလွန်ကွာခြားလွန်းလာပါတယ်အံ့ဩစရာကောင်းတာကအီရန်ပြည်သူတွေဟာစစ်တပ်ပြိုလဲသွားတာကိုဝမ်းမနေပဲလမ်းပေါ်ကိုထွက်အောင်ဝက်ခံနေကြတာပါပဲအာနာရှင်ကြာရှုံးပါစီတဲ့ကြွေးကြော်တန်းတွေဟာဒီရန်လမ်းမတွေပေါ်မှာဟိန်းထွန်နေကြပါတယ်ပြည်သူကိုညှဉ်းပန်းတဲ့စစ်တပ်ဟာစစ်ရှုံးတဲ့အခါမှာပြည်သူတွေရန်သူဖြစ်သွားရတာပါပဲအီရန်ရဲ့အချင်းကြီးဆုံးမဟာမိတ်ဆွေဖြစ်တဲ့ရုရှားနဲ့တရုတ်တို့ဟာဒီစစ်ပွဲမှာဘာကြောင့်ဝင်မကူရတာလဲသူတို့ကိုယ်တိုင်လည်းအမေရိကန်ရဲ့အစစ်မြစ်လက်နက်တွေကိုကြောက်နေရလို့လားဒါမှမဟုတ်အီရန်ဟာကဲလို့မရတော့ဘူးလို့ယူဆလိုက်လို့လားဒါဟာနိုင်ငံတကာနိုင်ငံရေးနဲ့အရှုပ်ထွေးကြီးတစ်ခုပဲဖြစ်ပါတယ်အစ္စရေးကဒီစစ်ပွဲအတွက်ဆယ်စုနှစ်တစ်ခုစာပြင်ဆင်ထားခဲ့တာပါအီရန်ရဲ့မြေရောက်ဘန်ကာတွေရဲ့ဒီနေရာလေကြောင်းကာကွယ်စနစ်တွေရဲ့အားနည်းချက်တွေအကုန်လုံးကိုသိထားပါတယ်သူတို့ရဲ့စစ်ဗျူဟာကတော့မြန်မြန်ဆန်ဆန်နဲ့အသေးချာချိန်မုံမှုပါပဲအခုဆိုရင်အီရန်စစ်သားတောင်းတဲ့ချီဟာတော့ခဏရတဲ့မှာလမ်းပြောင်နေကြပါတယ်ရေတက်ခန်းချောက်ပြီးအားရကုန်ခန်းနေတဲ့သူတို့ဟာ
အနည်းဆုံးမျိုးတွေစီကိုသွားပြီးလက်နက်ချဖို့ကြိုးစားနေကြပါတယ်ပထမလိုက်မှာခေါင်းဆောင်တွေကိုရှင်းထုတ်ပြီးနောက်ဒုတိယလိုက်မှာတော့အေးရဲ့ဒုံးကြီးထုတ်လုပ်တဲ့စက်ရုံတွေကိုအကုန်ဖျက်ဆီးပစ်လိုက်ပါတယ်အခုဆိုရင်EMမှာပြန်လည်တိုက်ခိုက်ဖို့ဒုံးကြီးတော့မရှိတော့ပါဘူးကမ္ဘာမီဒီယာတွေကတော့ဒါသမိုင်းဝင်ပြိုလဲမှုလို့သတ်မှတ်နေကြပါတယ်အင်အားကြီးတယ်လို့ဟန်ဆောင်ထားတဲ့EMစစ်တပ်ရဲ့ဖာတီးထားတဲ့အပေါက်တွေအကုန်လုံးဘူးပေါ်ဆိုပေါကုန်ပါပြီမိတ်ဆွေတို့ရောဒီသတင်းကိုဘယ်လိုမြင်ကြပါသလဲအရင်ရဲ့ထောက်လန်းရေးဟာ S3 ရဲ့လှုပ်ရှားမှုတွေကိုဘာကြောင့်ကြုံမသိခဲ့ရလဲအဖြေကတော့ရိုးရှင်းပါတယ်သူတို့ရဲ့အတွင်းပိုင်းမှာတင် S3 စီကိုသတင်းရောင်းစားနေတဲ့သူတွေအများကြီးရှိနေလို့ပါပဲEMနဲ့နျူကလ িয়ারအိမ်မက်တွေဟာလည်းဒီစစ်ပွဲမှာအတူတူပျက်စီးသွားခဲ့ရပါပြီS3 ကနျူကလ িয়ার သုတေသနစခန်းတွေကိုအကုန်မြေလံပစ်လိုက်တာကြောင့်EMဟာနောက်တဲ့နှစ်ပေါင်း90ကြာလဲနျူကလ িয়ার ဘုံမလုံးနိုင်တော့ပါဘူးဒီစစ်ပွဲကြောင့်EMနိုင်ငံဟာဒေါ်လာဘီလီယံရာနဲ့ချီဆုံးရှုံးခဲ့ပါတယ်ဒါစစ်ပွဲရဲ့တန်ဖိုးပါပဲဒါပေမဲ့EMပြည်သူတွေအတွက်တော့ဒါလွတ်လပ်မှုရဲ့တန်ဖိုးဖြစ်နိုင်ပါတယ်ခင်ဗျာEMနိုင်ငံမှာအစိုးရတွေပေါ်လာအောင်မလားဒါမှမဟုတ်ပြည်တွင်းစစ်ဖြစ်သွားမလားလက်ရှိအခြေအနေအရတော့ပြည်သူတွေကစစ်တပ်ကိုယုံကြည်မရှိတော့တာကြောင့်အပြောင်းလဲခြင်းတစ်ခုတော့လာတော့မှသိချနေပါလားခင်ဗျာဒီစစ်ပွဲကပေးတဲ့သင်ခန်းစာကတော့နေပညာနဲ့ခင်မိတဲ့စစ်ဗျူဟာအရေးအတွက်ထက်ပိုရေးကြီးတယ်ဆိုတာပါပဲစစ်ပွဲတစ်ခုဟာစစ်သားတန်းရှိလဲခက်မမင်ကြာရှုံးမှာပါပဲEMပြိုလဲသွားတာကြောင့်အရှိလေပိုင်းမှာစစ်မီးတွေငြိမ်းသွားမလားဒါမှမဟုတ်အာဏာလင်းမှုတွေကြောင့်အကြမ်းဖက်အဖွဲ့တွေပိုများပြလာအောင်မလားဒါကဘာကြီးအတွက်တော့စောင့်ကြည့်ရမယ်မိကွက်တစ်ခုပဲဖြစ်နေပါတယ်မြန်မာပြည်သူတွေအနေနဲ့လည်းEMစစ်တပ်ပြိုလဲမှုကိုကြည့်ပြီးသင်ခန်းစာတွေရယူနိုင်ပါတယ်ခင်ဗျာပြည်သူကိုကြောက်ခိုင်းတဲ့စစ်တပ်ဟာဘလောက်အင်အားကြီးကြီးနောက်ဆုံးမှာတော့ကြာရှုံးမှာပါမြို့ကြီးတွေပြိုလဲသွားပြီမဲ့အချို့မြို့ငယ်လေးတွေမှာတော့EMစစ်တပ်အကျွမ်းကျန်တွေဟာခုခံနေကြသေးပါဒါပေမဲ့ဒါဟာတနက်စာမိနေတဲ့ငတ်တွေလိုပါပဲသူတို့မှမျောလင့်ချက်လုံးဝမရှိတော့ပါဘူးEMရဲ့ကြာရှုံးမှုတွေဟာကမ္ဘာအစီအစဉ်အသစ်တစ်ခုကိုဖန်တီးလိုက်ပါတယ်အမေရိကန်ရဲ့ဩဇာအာဏာဟာပြန်လည်မြင့်တက်လာပြီးတော့အာဏာရှင်နိုင်ငံတွေအတွက်တော့ဒါသတိပေးချက်တစ်ခုပဲဖြစ်ပါတယ်မိဘပြည်သူပြည်သူအပေါင်းတို့ခင်ဗျာEMစစ်တပ်ရဲ့ညီကုန်းဟာကျွန်တော်တို့ကဘာကြီးကိုအများကြီးသင်ခန်းစာပေးလိုက်ပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်းကောင်းမှရေးခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ရဲ့ဇော်လေးဘာမနီ channel ကိုလည်း like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းတူးတွေနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ